ဒီကနေ့လွယ်ကူယူရှင်းတဲ့ဘာချမာလာရှန်ခေါ်လေးချက်ပြပါမယ်။အရင်ဦးဆုံးအသီးရွက်လေးတွေကိုလှီးပေးရပါမယ်ရှင်။အသားလုံးလေးတွေဖြုတ်ပေးရပါမယ်ရှင်။အသားလုံးလေးတွေချက်လောက်မဲ့အချိန်မှာအသီးရွက်လေးတွေကိုထည့်ပေးပါမယ်ရှင်။အသီးရွက်လေးတွေနဲ့အသားလုံးလေးတွေကိုနှက်အောင်မှွေပြီးတော့အသီးရွက်လေးတွေအသားလုံးလေးရောလုံးဝချက်သည့်အထီးဖြုတ်ပေးပါမယ်ရှင်။ဒီနေရာမှာစီလည်းမထည့်ပါဘူး။ဘာချက်လည်းဖြစ်သလိုကျမကြီးနဲ့ညီညွတ်အောင်လို့ဖြစ်ပါတယ်ရှင်။ဒါမှမဟုတ်မိမိကကြိုက်နေတဲ့မှုတွေပါရှိရဆိုရင်တော့မိမိကြိုက်နေတဲ့အသီးရွက်ကိုလည်းထည့်လို့ရပါတယ်။အဲ့ဒါပြီးမိမိကြိုက်နေတဲ့ခောက်ဆွဲကိုထည့်လို့ရပါတယ်ရှင်။ခောက်ဆွဲထည့်ပြီးသွားရင်တော့မာလာရှန်ကိုဖြစ်တဲ့အတွက်မာလာရှန်ကိုအနစ်ထည့်ပေးရပါမယ်။မာလာရှန်ကိုအနစ်ကလည်းမိမိကြိုက်နေတဲ့အနစ်ကိုထည့်ပေးရပါတယ်။မာလာရှန်ကိုထည့်ပြီးသွားရင်တော့တမအောင်လို့မှွေပေးရပါမယ်။မာလာရှန်ကိုအနစ်တွေနှံ့တီထိမှွေပေးရပါမယ်။ဒီနေရာမှာတစ်ချက်မိမိကြိုက်နေတဲ့ချက်သားမို့မိမိကြိုက်နေတဲ့ဟင်းကပ်မွေးချိုင်တွေလည်းထည့်လို့ရပါတယ်။ရေနဲ့ချက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရေခင်းနဲ့ဒီနှက်အောင်မှွေပေးရပါမယ်ရှင်။မွေရင်းနဲ့ရေခမ်းသွားပြီလို့ဆိုလို့ရှိရင်တော့ဒါဆိုရင်တော့မာလာရှန်ကိုလေးရပါတကယ်ကိုဘာချက်လေးဖြစ်တဲ့ကိုရေခဲထစ်တာတွေမှာရှိတဲ့အသီးရွက်လေးနဲ့ပဲချက်တာဖြစ်ပြီးအရန်ကိုမြန်ဆန်9မိနစ်လောက်အချိန်ပေးရုံနဲ့အရသာရှိတဲ့မာလာရှန်ကိုလေးရပါပြီရှင်။သုံးဆောင်ကြပါအောင်ရှင်။ Thank you